အားလုံးပဲမင်္ဂလာပါ First Start Program ရဲ့အဲ့မှာကြိုဆိုလိုက်ပါခင်ဗျာဒီနေ့မှာတော့မိတ်ဆွေတို့နေ့တိုင်းအသုံးပြုနေတဲ့ Windows တွေပြီးတဲ့အခါကျတော့ Microsoft Word တွေပြီးတဲ့အခါ Microsoft Office တွေ Excel တွေစတဲ့ဟာကိုကျွန်တော် site မှာတွားစရာမလိုပဲနေကိုယ်တိုင်း activation လုပ်လို့ရတဲ့နည်းလေးကိုပြောပြပေးပါမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့မိတ်ဆွေတို့စိတ်ဝင်စားလို့ရှိရင်အဆုံးထိလိုက်ကြည့်ပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ activation လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ file လေးတစ် file လိုပါတယ်အဲ့ဒီ file လေးကတော့ကျွန်တော်တို့ဒီ file လေးပါOkay ဒီ file လေးကိုကတော့ကျွန်တော်ရဲ့ Telegram channel ထဲမှာကျွန်တော်တင်ထားပေးမှာဖြစ်ပါတယ်ဆိုတဲ့အခါကျွန်တော်တို့ activation လုပ်တဲ့ဟာလေးကိုကျွန်တော်တို့စလိုက်ကြအောင်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့လုပ်အောင်မှာကဘာလေးလဲဆိုတဲ့အခါကျွန်တော်တို့ virus and threat protection လေးကိုကျွန်တော်တို့အရင်ဆုံးပိတ်ပေးရမှာဖြစ်ပါတယ်အဲ့လိုပိတ်ဖို့အတွက်ကျွန်တော်တို့ Windows ကိုယူမယ်ယူပွဲလို့ရှိရင်ကျွန်တော်တို့ virus and threat protection လေးကိုကျွန်တော်တို့တွားလိုက်မှာဖြစ်ပါတယ်Okay ဒီထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ virus and threat protection setting တွေကိုကျွန်တော်တို့ဝင်မယ်ဝင်ပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုပိတ်မယ်ပိတ်ပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုလည်းပိတ်မယ်ပိတ်ပွဲလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုလည်းပိတ်ပြီးပြီးပွဲလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုလည်းပိတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အကုန်လုံးကိုပိတ်ပေးရမှာပေါ့နော်ပိတ်ပေးပွဲလို့ရှိရင်ကျွန်တော်တို့ဒီခုနက file လေးကိုကျွန်တော်တို့ပြန်ပြီးခါကျတော့မယ်တော့ပွဲလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့ extract လေးလုပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒါမှမဟုတ် extract လေးလုပ်လိုက်မယ်လုပ်ပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file လေးတစ် file ပေးပါတယ်ပေါ့နော် Okay ကျွန်တော်တို့ဒီ file လေးကိုဝင်မယ်ဝင်ပေါ်လို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ run ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ run လိုက်ကြအောင်ပါဒါမှ run မယ် run voice ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ more info ပြီးတဲ့အခါကျွန်တော်တို့ run anyway လေးကိုနှိပ်လိုက်မှာဖြစ်ပါတယ်နှိပ်ပေါ်လို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကို yes လေးပေးလိုက်မယ်ပေးပေါ်လို့ရှိရင်ဒီကောင်လေးကိုလည်း yes လေးပေးလိုက်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အခါကျအခုဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒါမိုးလေးပေါ်လာမယ်ပေါ့နော် Okay ဒီမှာတိထားမှာတကူကဘာလေးလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကြိုက်တဲ့ဟာကို activation လုပ်လို့ရပါတယ်ပေါ့နော်ဆိုတော့အခါကျမိတ်ဆွေတို့အနေနဲ့ Windows ကို activation လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Windows ဒီကောင်လေးကိုကျွန်တော်တို့ activate လုပ်လို့ရတယ်ပြီးတဲ့အခါကျွန်တော်တို့ဒီမှာ Windows DS4 ဆိုတာလေးကို activate လုပ်လို့ရတယ်ပြီးတဲ့အခါဒါတွေအားလုံးကိုကျွန်တော်တို့ activate လုပ်လို့ရပါတယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ Office ကို activate လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးတွေကိုကျွန်တော်တို့အကုန်လုံး activate လုပ်လို့ရပါတယ်ပေါ့နော်ဆိုတော့အခါကျတော့ဒီမှာကျွန်တော်တခုပြောပြပါမယ်။ဘာလေးလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ window ကို activate ပဲလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးတွေကိုပိတ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ window ကို activate လုပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်။ဆိုတဲ့အခါဒါလေးအားလုံး slash မှတ်ပြီးတဲ့အခါကျွန်တော်တို့ဒီလိုမျိုး stat လေးကိုနှိပ်လိုက်လို့ရှိရင်ရပါပြီ။အဲ့ဒါမျိုး stat လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနန်းလေးမှာဘာလေးတခုပြေးသွားပြီးတဲ့အခါကျတော့သူက 100% ထိရောက်အောင်မှာဖြစ်ပါတယ်။ဆိုတော့အခါ 100% ထိရောက်သွားပြီဆိုလို့ရှိရင် make ဆိုတော့ activation လုပ်တာအောင်မြင်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ office ကို activate လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ window ဟာလေးတွေကိုကျွန်တော်တို့အကုန်ပိတ်ပေးရပါမယ် window ဟာလေးတွေကိုအကုန်ပိတ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ဒီ office တွေကိုကျွန်တော်တို့အကုန် on ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အခါဒါမှမဟုတ် office တွေကိုအကုန် on ပြီးတဲ့အခါကျွန်တော်တို့ဒီ stat လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနကတော့ပြောထားတဲ့အတိုင်းပဲဒီနားလေးမှာဘာလေးတခုပြေးသွားမယ်ပြေးသွားလို့ရှိရင်ဒီမှာ 100% ထိရောက်မယ်ဆိုလို့ရှိရင် make ဆိုတော့ activation လုပ်တာအောင်မြင်တယ်လို့ပြောလို့ရပါတယ်ပေါ့နော်ဆိုတဲ့အခါလောလောဆယ်ကျွန်တော်က activation ကိုအားလုံးလုပ်ထားတာမို့လို့တော့ကျွန်တော် activate လေးကျွန်တော်မလုပ်ပြတော့ပါဘူးဆိုတဲ့အခါကျွန်တော် make ဆိုတော့ activate လုပ်ရတာအဆင်မပြေလို့ရှိရင်ကျွန်တော်ကိုလာပြီးတဲ့အခါကျွန်တော်မေးလို့ရပါတယ်ဆိုတော့ make ဆိုတော့ activate လုပ်ရတာအဆင်ပြေပါစေအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ